တူကကောင်းရင်တူကမကောင်းတတ်ဘူးအဲ့ဒီလောကမှာညီမြချင်းတွေလိုချင်နေကြတယ်ကိုကကောင်းရင်သူလည်းကောင်းစေချင်တယ်ကိုကသစ္စာရှိရင်သူကလည်းသစ္စာရှိစေချင်တယ်ဒါလိုအပ်ချက်လောကလူသားအလုံးလိုအပ်နေတဲ့အရာလိုအပ်တဲ့လောက်လဲမရနိုင်တဲ့အရာဖြစ်နေတယ်လောကတဘာဝကိုကအလိုလိုက်ရင်ရောင်းတတ်တယ်ညနေသားပေးရင်ရွှေရည်ပကံတတ်တယ်ခွေးလေးအယောဝင်တော့ပရက်နဲ့ရလုတ်တတ်တယ်ဆိုတဲ့အရာတွေကျွန်ကိုယုံလိုက်တော့စုံလုံးကမ်းသွားတတ်တယ်ဒီလိုမျိုးတွေဒါတွေကရှိနေတဲ့အတွက်ကြောင့်ဘယ်တော့မှညီမျှတာကိုမရဘူးတစ်ဖက်သားကကိုယ့်ဘဝမှာမေတ္တာရှိလို့အဆဆရရအနစ်နာခံကောင်းပေးပြီဆိုရင်နင်းမဲ့သူကြီးပဲပေါ်လာတတ်တယ်ရောင်းတက်မဲ့သူကြီးပဲပေါ်လာတတ်တယ်ဥပမာအဖြစ်တူကငွေရှာတယ်တူကသုံးတယ်ဆိုငွေရှာတဲ့သူကရှာလို့သာရှာပေးနေတယ်သုံးတဲ့သူကဘယ်တော့မှကျေးဇူးမတင်ဘူးသုံးတဲ့သူကငွေရှာနေတဲ့သူရဲ့စိတ်ဤပင်ပန်းခြင်းကိုယ်ဤပင်ပန်းခြင်းကိုနားလည်ပေးတယ်ဆိုတာမရှိပဲသူသုံးကျင်တာသုံးရဖို့သာအဓိကထားပြီးတော့တောင်းမြဲတိုင်းတောင်းတာတောင်းနေတာဘယ်တော့မှနားလည်မှုမလာဘူးရာမြဲတိုင်းမရတဲ့နေ့ကျရင်ရန်သူလိုပြန်ဆက်ဆံသွားတာကြီးပဲအဲ့ဒီပြဿနာမျိုးတွေကသားသမီးနဲ့မိဘကြားထဲမှာကိုဖြစ်တတ်တယ်မိဘကအမြဲတမ်းပေးနေတဲ့အခါမပေးနိုင်တဲ့နေ့ကျသားသမီးကရန်လုတ်တယ်သားသမီးကအမြဲတမ်းလှုပ်ကြွေးနေတဲ့အခါမှာအဲ့သားသမီးမပေးနိုင်တဲ့နေ့ကျရင်မိဘကလည်းပဲရန်လုတ်တယ်အဲ့ဒါအပြင်မှာတကယ်ဖြစ်နေတာဒါစိတ်ကူးရင်ဇလန်းတွေမဟုတ်ဘူးအပြင်မှာငွေရှာမပေးနိုင်တော့တဲ့နေ့ကျရင်အဲ့ဒီသားသမီးကိုအပြစ်တွေတင်းနေတဲ့မိဘတွေအများကြီးပဲငွေရှာပေးပြန်တော့လည်းပဲအဲ့ဒီငွေတွေကိုမတော်မတရားသုံးဆွဲပြစ်တယ်ဖြုံးတီးပြစ်တယ်လုပ်နေတဲ့မိဘတွေအများကြီးပဲအခုဖြစ်နေတာအဲ့ဒီအတိုင်းပဲတယောက်ကကောင်းပေးပေမဲ့နောက်တယောက်ကမကောင်းတတ်ဘူးရောင်းတတ်တယ်တယောက်ကအနစ်နာခံနေပေမဲ့နောက်တယောက်ကအဲ့ဒီအနစ်နာခံမှုကိုအတိမတ်မပြုဘူးနင်းကြတယ်တယောက်ကမေတ္တာစစ်ပေးပေမဲ့တယောက်ကအဲ့ဒီမေတ္တာစစ်ကိုတန်ဖိုးမထားဘူးသူ့ကိုလူပေါ်ကြီးတယောက်လိုအသုံးချသွားတယ်မေတ္တာကြီးလွန်းလို့မလို့အနစ်နာတွေခံနေတာကိုအားတယ်လို့ထင်ပြီးတော့အသုံးချဖို့ကြိုးစားကြတယ်ဘယ်တော့မှတူညီမျှတတဲ့ဆက်ဆံရေးဆိုလားတွေ့ရဖို့ခဲရင်နေတဲ့အနေအထားမျိုးဖြစ်နေတယ်ဒါကြောင့်အမြဲတမ်းအယူကြီးပဲမစင်စားပါနဲ့ပေးတဲ့သူဘက်ကဖြစ်နေတဲ့စိတ်တွေခံစားချက်တွေကိုလည်းနားလည်ပေးနိုင်မှယူပါတတ်နားမလဲပဲနဲ့အသုံးချဖို့တတ်နဲ့တော့လူတဦးတယောက်ရဲ့မေတ္တာကိုတော်၎င်းနားလည်မှုကိုတော်၎င်းအကူအညီကိုတော်၎င်းငွေကြေးကိုတော်၎င်းအလကားမယူချင်ပါနဲ့လို့ထိုက်တန်မှသာယူပါစားပါသုံးဆွဲပါမထိုက်တန်ပဲသုံးဆွဲထားတဲ့အရာတွေဟာအကျွေးအနေနဲ့တန်တရာတဲ့အထိပါပေးဆံရတတ်တယ်တူကကောင်းရင်ပြန်ကောင်းပေးဖို့ကြိုးစားကြည့်လိုက်ပါလောကကြီးတာယာသွားပါလိမ့်မယ်အားလုံးအေးချမ်းကြပါစေ